ပြီဒီနေ့ဆရာဂရု3ရဲ့ပတ်2ပေါ့နော်အပိုင်း2ကလေးကိုလာပြီးတော့မျှဝေတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကဒီပတ်1ပြီးသွားပြီပေါ့နော်အပိုင်း1ကဒီထိတင်ထားတယ်နောက်တစ်ခုအပိုင်း2ကဒီနားကနေလာမှာfor ဆိုတာသုံးလုံးမှတ်ရမှာပါဖောက်ဥထုတ်မြန်မာလိုဆိုရင်ဖောက်ဝတ်ထုတ်ပေါ့နော်ဖောက်ထုတ်သုံးလုံးကိုဖောက်ဝတ်ထုတ်သုံးလုံးကိုမှတ်မယ်ပြီးတော့မောရောဆိုပြီးသုံးလုံးမှတ်မယ်သုံးလုံးမှတ်မယ်နော်ဒီချက်ကြည့်မယ်ရောမြန်မာစာမှာရာကောက်ပါဒါမဲ့ရအတန်ထွက်ရမယ်လောဝဟောဒီနှလုံးကလောပါလာပါနော်ဟုတ်ပြီအောက်ဆုံးကငါးလုံးအပေါ်မှာတော့3442ဆိုပြီးတော့ဆရာတို့တင်ခဲ့ပြီးသွားပြီ3442ကတော့ခေါ်ငေါချောစောချောထောနောပါဒီနေ့ကတော့335ဆိုတဲ့ဟာလေးကိုလာမယ်335ကfor လို့မှတ်ပေးပါအလဲကောင်ကဟာကို after လို့ထည့်မယ်နော်အဲ့တော့พอพาน for fun พอสำเภาပြန်ပြောမယ်พอพาน for fun พอสำเภามอม้าလေးမှာအတန်လေးနည်းနည်းမြင့်မယ်มอม้ายอยักษ์ยอผู้หญิงหญิงมาအတန်ဆွဲမယ်ပြန်ပြောမယ်มอม้ายอยักษ์ยอผู้หญิงรอเรือระดันใช่ไหมรอเรือเนาะระดันใช่ไหมรอเรืออ่าကျောင်းသားတွေကရอရေအာဆိုပြီးထွက်ကြတယ်အာဆိုတဲ့အတန်လေးကိုကိုတိကျထွက်เสียမလိုဘူးအာဆိုတာလေးကဟာဆိုတဲ့အတန်လေးဖြစ်သွားတယ်ပေါ့နော်รอเรือลอลิงลอจุฬาวอแหวนฮอนนกฮูกนกฮูกဆိုတာนกဆိုတာအတန်လေးကိုမြင်ပေးပါนกฮูกနော်မမြင့်လဲရတော့ရတယ်မြင့်ရင်ပိုကောင်းတယ်ပြန်ပြောမယ်พอ for มอยรอวอหอพอกับพอพาน for กับ for fun for กับ for fun พอกับพอสำเภามอกับมอม้ายอกับยอยักษ์ยอกับยอผู้หญิงรอกับรอเรือลอกะลอลิงลอกะลอจุฬาวอกะวอแหวนฮอกะฮอนโนฮูဟုတ်ပြီဒါလေးရပြီဆိုရင်ဆရာတို့ရင်းနှီးကိုတွားကြမှာဖြစ်တယ်เนาะအဲ့တော့ပြန်သွားမယ်မောဆိုရင်မောမာယောကယောยักษ์ယောผู้หญิงရောက sorry မှားသွားလို့ပါพอဆိုရင်พอพัง for fun พอสำเภามอมะยอยักษ์ยอผู้หญิงรอเรือลอลิงลอจุฬาวอแหวนฮอนกฮูกရမှာနော်ဟုတ်ကဲ့ပါဒါလေးကပတ်တူပါအဲ့တော့ပတ်တူကိုတွားရတဲ့ရင်းနှီးလေးကိုတစ်ခါတည်းတင်လိုက်ပါမယ်ဒီနေ့နော်ရင်းနှီးကို group 1ပြီးပြီ group 2လည်းပြီးပြီ group 3ကိုစကြမယ်နော်ဒီထီကိုစမယ်နော်ခေါ်ခွိုင်လေးကိုဘယ်လိုရေးမလဲဒီမှာဖြီကလေးကိုတစ်စောင်းလေးရေးရမှာပါတလားဖြီလေးတစ်စောင်းလေးရေးပြီးတော့ဂငယ်ပုံစံလေးတက်ရမှာပါဂငယ်မဟုတ်ရင်လည်းနံပါတ်8ပုံစံမျိုးလေးရေးရပါပြီဟုတ်တယ်ဖြီလေးကိုတစ်စောင်းလေးရေးမယ်ဒီထက်မှဒီနေ့ဆရာနည်းနည်းလေးလက်မငြိမ်ပေါ့နော်ဟုတ်ပြီဇန်နဝါရီကိုပါကိုရေးလိုက်မယ်နော်ခေါ်ခွိုင်းမှာခေါ်ခွန်းကခေါ်ခွိုင်းနဲ့တူပဲအသက်ပုံစံလေးပါနော်ဖြီလေးကိုတစ်စောင်းလေးဆွဲမယ်တဲ့ပုံစံလေးဆွဲလိုက်ပါဒီမြင်းချောင်းလေးရဲ့အပေါ်လေးကိုတွားမယ်နော်အောက်ကိုမကြရဘူးခေါ်ရခံကအတဲ့ပုံစံလေးပါတို့မဟုတ်ရာကောက်နှလုံးပူးလေးပါနော်ဟောဒါမဲ့ပြန်ကောက်ပြီးတော့အပေါ်တက်ရမယ်ပြန်တော့မယ်အတဲ့ပုံစံလေးပါတို့မဟုတ်ရာကောက်နှလုံးပူးလေးပါပြန်ကောက်မယ်အပေါ်တက်မယ်ရမယ်နော်ခေါ်ပြီးသွားပြီငေါချောစောချောကငေါငူးကငမြားချိတ်ကလေးလေးနေနော်မှတ်လိုက်ပါငမြားချိတ်ပုံစံလေးဟုတ်ပြီနော်
မြင်းချောင်းရဲ့အပေါ်မှာနော်အောက်ကိုမကြရပါဘူးကျန်တာတွေကိုအောင်ဆက်ရေးပေးပါချောကချောချန်းငါရကောက်ကလေးပါရကောက်ကလေးရေးမယ်ပြီးလို့ရှိရင်ဒီနားလေးမှာနည်းနည်းလေးဝင်ပြီးအပေါ်ပြန်တက်လိုက်မယ်အကောက်ကလေးနည်းနည်းလေးပါမယ်ရကောက်ကလေးဆွဲမယ်ဒီနားလေးမှာနည်းနည်းလေးဝင်ပေးမယ်ရကောက်ကလေးဆွဲမယ်နည်းနည်းလေးဝင်ပေးမယ်နော်ချောချန်းပြီးတော့စောဆိုကခုနကရကောက်ကလေးကိုအသက်ပုံစံလေးပေါ့နော်ရကောက်နှလုံးပူးလေးပေါ့ဟုတ်ပြီနော်ပြန်သွားမယ်ကောက်ကလေးပါမယ်ရကောက်နှလုံးပူးလေးပါသွားမယ်ကောက်ကလေးပါစောပါဟုတ်ပြီငေါချောစောချောနောက်တစ်ခုချောကချေကချောကချေကထောထုံနဲ့တူပါတယ်ထောထုံကမှာအတွင်းကောက်ကလေးပါထောထုံကိုအတွင်းကောက်ရင်ချောကချေပါထောထုံမှာအဲ့နော်ထောထုံကိုအတွင်းကောက်ပဲထောထုံကိုအတွင်းကောက်ရင်ချောကချေပါနောက်တစ်လုံးတော့အောင်ငေါချောစောချောပြီးပြီဆိုတော့ထောလေးလုံးမှာဟုတ်ပြီထောနမွန်ထိုးကလည်းရကောက်နှလုံးပူလေးပါဟုတ်ပြီနော်အထိဆွဲပါနော်ပြီးလို့ရှိရင်ဒီကိုဖြတ်မြင်းလေးဆွဲပြီးတော့မှအောက်ကိုပြန်ကောက်လိုက်ပါပြန်တော့မယ်ရကောက်နှလုံးပူလေးဆွဲကြမယ်အပေါ်တက်မယ်ပြီးတော့အောက်ကိုပြန်ဆွဲလိုက်မယ်ဟုတ်ပြီရကောက်နှလုံးပူလေးဆွဲမယ်ပေါ်တက်မယ်ပြီးတော့အောက်ကလေးပြန်ချမယ်ရမယ်နော်ကျန်တာတွေကိုယ့်အကိုဆက်ရေးမယ်နော်ဟုတ်ပြီ sorry နော်ဟုတ်ပြီထောက်ဖူးထောက်ကတောတောင်နဲ့တူပါတယ်တောတောင်လေးကိုရေးမယ်ပြီးလို့ရှိရင်တွင်းကောက်ကလေးထည့်လိုက်မယ်တောတောင်လေးရေးမယ်ပြီးရင်တွင်းကောက်ကလေးထည့်လိုက်မယ်တောတောင်လေးရေးမယ်ပြီးရင်အတွင်းကောက်ကလေးထည့်လိုက်မယ်ဟုတ်ပြီနော်ထောထဟန်ကအင်္ဂလိပ်အခါ n နဲ့တူပါတယ်အင်္ဂလိပ်အခါ n ကိုမှသူကထဲမှာအဆန်ကလေးပါတာပါနော်အပြင်မှာဖူလေးအဆန်လေးပါတာပါနော်အကောက်ကလေးအလုံးလေးပါတာပေါ့နော်အစကဘူတုံးလေးပါဘူတုံးလေးပေါ့နော်အဲ့လိုလေးပါတာပါထောထုံးကအလှန်ကနော်တောက်ဆောက်ပုံစံလေးဆွဲမယ်ဆွဲပြီးဒီကိုဖြတ်မြင်းလေးဆွဲပေးပါနော်ပြီးတော့မှဒီကိုဒီလိုလေးဆွဲလိုက်ပါဟုတ်ပြီနော်ပြန်တော့မယ်တောက်ဆောက်လေးဆွဲမယ်ဖြတ်မြင်းလေးဆွဲမယ်ပြီးတော့မှဒီကိုကောက်မယ်တောက်ဆောက်လေးဆွဲမယ်ဖြတ်မြင်းလေးဆွဲမယ်ပြီးတော့မှဒီကိုကောက်မယ်ဟုတ်ပြီဒါကထောထုံမှာအဲ့တော့ထောပြီးတော့ပါပြီပြီးတော့ပြီးတော့နော်ကနော်နေကထောထုံနဲ့တူပါတယ်ခုနကချောကချေးကထောထုံကိုအတွင်းကောက်တယ်နော်နေကထောထုံကိုအပြင်ကောက်လိုက်မယ်ချောကချေးအတွင်းကောက်နော်နေအပြင်ကောက်ရောဖူးရင်အောက်ကောက်ဆိုပြီးတော့မှတ်ပေးပါချောကချေးအတွင်းကောက်နော်နေအပြင်ကောက်ရောဖူးရင်အောက်ကောက်ပါမင်းကလေးဆိုရင်ရောဖူးရင်ဆိုတာမင်းကလေးပေါ့နော်မင်းကလေးကအောက်ကကောက်တာပါနော်ကိုရင်ကကြတော့အပြင်ကကောက်တာပါအဲ့တော့ချောကချေးတက်ပင်ကကြတော့အတွင်းကကောက်တာပါဟုတ်ပြီအပြင်ကောက်ကလေးပါနော်နင်းကတော့နံပါတ်6လေးဆွဲလိုက်ပါပြီးတော့အကောက်ကလေးဆွဲလိုက်ပါ6လေးဆွဲလိုက်မယ်ကောက်ကလေးဆွဲမယ်6လေးဆွဲမယ်ကောက်ကလေးဆွဲမယ်ကျန်တာတွေကိုအောင်ရေးပေးနော်ဟုတ်ပြီဖောက6လေးဆွဲမယ်ပြီးတော့သူကအပေါ်ကဖော်พึ่งနဲ့ဖော်ฝาနဲ့မတူဘူး
သူကဒီကြောက်အောင်ဆွဲပေးရတယ်နော်အကြောက်ဆွဲပေးရတယ်ဆက်ရဲ့ကွန်ပျူတာဖောင်းကနည်းနည်းလေးမှားနေတာပေါ့နော်ဟုတ်ပြီပြန်သွားရအောင် W လိုမျိုးပါစပ်ပြဲပြဲကြီးမလုပ်ပါနဲ့သူက particle ဖြောင်းမြင်းလေးပါမြင်းဖြောင်းလေးဆွဲပြီးတော့မှဒီလိုတွားတာပါဟုတ်ပြီနော်တော့မယ်အပေါ်ကြောင်ဆွဲမယ်နော်ဟုတ်ပြီพอพานเนาะ for fun ကพอพันကိုမှအမီးရှည်လိုက်ပါพอพานကိုအမီးရှည်လိုက်ပါဒီမှာနော်ဒီမြင်းလေးကိုဒီကြောင်ဆွဲပေးနော်ဖောက်ထဲမှာတစ်ဝက်ပဲပါလို့နော်ဖောက်ကမှားနေတာပါဖောဆန်ဖာဦးကထောထုံကိုပြောင်းပြန်လေးပေါ့နော်ကောက်ကင်နဲ့တူတယ်လို့ပြောရမှာပေါ့သူကအပြင်လေးကောက်တာဆိုတော့အပြင်လေးမှာဖူးလေးပါပါတယ်နော်ဟုတ်ပြီနော်ဖောပြီးပြီမောယောယောကိုတွားကြအောင်မောယောယောမောမာမောမာကဆွဲတာလေးကိုတစ်ချက်ပြမယ်နံပါတ်6လေးဆွဲမယ်ပြီးတော့ပြန်ကောက်လိုက်မယ်နံပါတ်6လေးဆွဲမယ်ပြီးတော့ပြန်ကောက်လိုက်မယ်ဟုတ်ပြီနော်မောယောယောယောရကကြတော့နံပါတ် e ကလေးတစ်စောင်းလေးဆွဲပေးပါ e လေးစောင်းလေးဆွဲပြီးတော့မှပြန်ကောက်ပြီးအပေါ်ဖြောင်းလေးပြန်တက်မယ် e လေးတစ်စောင်းလေးဆွဲမယ်ပြန်ကောက်ပြီးတော့အဖြောင်းလေးပြန်တက်မယ် e လေးတစ်စောင်းလေးဆွဲမယ်ဖြောင်းလေးပြန်တက်မယ်ဟုတ်ပြီနော်ရမယ်နော်ဟုတ်ပြီယောผู้หญิงကိုတွားရအောင်ယောผู้หญิงကအောက်ကောက်ပါမှာထောထုံကိုရေးမယ်အောက်မှာကောက်ကလေးထည့်ပေးမယ်ချောကချေအတွင်းကောက်နော်နေအပြင်ကောက်ယောผู้หญิงအောက်ကောက်ပါဟုတ်ပြီနော်ဆရာတော်လုံးမရေးပြမယ်ကျောင်းသားတွေကကိုယ့်အကိုအပြည့်ရေးမယ်နော်ရကတော့အောက်ကနေတက်ရမယ်မမြင်းချောင်းလေးနော်မြင်းချောင်းလေးရဲ့အောက်ကနေဒီလိုလေးတက်ပြီးတော့အောက်ကိုပြန်ကောက်မယ်ပြန်တော့မယ်ဒီလိုလေးအောက်ကနေတက်တက်လေးဆွဲမယ်နော်ပြီးတော့မှဒီဘက်ကိုစောင်းမယ်ပြီးတော့ဒီကိုဆွဲလိုက်မယ်အောက်ကနေတက်လေးတော့မယ်ဒီဘက်ကိုစောင်းမယ်ပြီးတော့ဒီကိုဆွဲလိုက်မယ်ဟုတ်ပြီနော်ရรืออาပေါ့နော်မြန်မြန်ဖြစ်ရင်ရรือဟုတ်ပြီလောလင်းတော့အောင်လောလင်းကဘောကစောสื่อကနဲ့တူပါတယ်စောสื่อကအပေါ်မှာအညောင်လေးပါတယ်လောလင်းကအညောင်မပါဘူးနော်စောสื่อကိုအညောင်ဖြုတ်လိုက်ရင်လောလင်းဖြစ်ပါတယ်နော်လောကျူလာကခုနကဖော်ဖန်းနဲ့တူတယ်နော်ပြီးတော့ဒီမှာအမီလေးနည်းနည်းလေးရှည်ပြီးတော့ဒီမှာအဝိုင်းကလေးနည်းနည်းအပေါ်မှာပေါ့နော်အကောက်ကလေးပါသွားတာအပေါ်ကောက်ကလေးပါသွားတာပါဖော်ဖန်းကိုမှအမီလေးရှည်လိုက်ပြီးတော့အကောက်ကလေးပါသွားတာပါဟုတ်ပြီနော်ကျန်တာကိုရေးလိုက်နော်ဝဝဲငါတဲ့လားအောက်ကနေတက်တာပေါ့နော်ခါခွေးလေးပုံစံမျိုးလေးခါခွေးတောင်မှသူကရိုးခါခွေးမဟုတ်ဘူးခါခွေးငိုင်းကလေးပေါ့နော်ခါခွေးငိုင်းကလေးကိုဆွဲပေးပါနော်ဆက်သွားအောင်ဟောနုဟုကတော့အောအန်လေးကိုဆွဲလိုက်ပါပြီးတော့အပေါ်မှာအဝိုင်းလေးထည့်လိုက်နော်ပြန်ပြီးတော့အကောက်ကလေးထည့်လိုက်ပါ
ဟုတ်ပြီဟောနဟုဒါလေးပါပဲဒီနေ့တော့ရင်းနှီးလဲပြီးသွားပြီပေါ့နော် group 3ပြီးသွားပြီဆိုတော့ရမယ်လို့ထင်ပါတယ်ဒါလေးတွေကိုကြိုးစားပြီးဖတ်ပေးကြပါဟုတ်ပြီပြန်နှွှေးပေးမယ်နော်คอคอควายคอคนคอแรกคางงอชอซอชององูชอช้างซอโซ่ชอกระเชทอทอมณฑทอนามณฑทอผู้เฒ่าทอท่าหันทอโทนอนอนอเนนนอหนูพอฟอพอพอพานฟอฟันพอสามเภามอยอยอมอม้ายอยักษ์ยอผู้หญิงรอรอวอหอรอเรือรอลิงรอจุฬาวอแหวนฮอนอฮูဟုတ်ပြီအဲ့တော့ဒီ group 3 20နဲ့လေးလုံးကိုရမယ်လို့ထင်ပါတယ်ဆရာတို့လာမယ့်အပတ်သင်ခန်းစာပြီးတရပြီးပြီဆိုတော့တရသင်ခန်းစာလေးမှာပြန်တွေ့ကြပါမယ်အားလုံးပဲစวัสดีครับ